ဘာကိစ္စရှိလို့လဲအန်ဒီရှင်ဩဘာကိစ္စရှိလို့လဲဗျာဒါကိုကြီးမွန်းမြတ်တို့အိမ်ဟုတ်ပါသလားရှင်ကိုကြီးမွန်းမြတ်ကိုထက်လာပါဦးဗျာဘာလဲညီလေးကိုကြီးမွန်းမြတ်နဲ့ဒါမေးဘယ်ကကိုကြီးမုန်းနေလဲမသိဘူးနော်ဒီကစောက်လူကြီးလုပ်တဲ့ဦးမွန်းမြတ်အိမ်ဟုတ်လားရှင်ဩရောသူတို့မင်းဖေကိုပြောတာလေကွာရှိတယ်သွားအိမ်ထဲမှာသွားခေါ်ပြီးလိုက်ရှိပါလေအိမ်ထဲမှာဒီဘာရှုပ်ထားလဲမသိဘူးဒီပုံစံအေးမချိုးတော့ဘလို့လဲကိုအမဘာရဲလုံလားဒီလိုလာလေ